ဟုတ်ကဲ့ဒီနေ့တင်ပြပေးလို့တာကတော့အရေးကြီးအင်္ဂါတစ်ခုဖြစ်တဲ့တရက်ရွက်အကြောင်းဖြစ်ပါတယ်မြန်မာတွေကရှေးကလေးကဘေးလုံးလို့ခေါ်ခဲ့ကြပါတယ်တရက်ရွက်ခေါ်စပလင်းကိုအသက်မုတ်ဂျိုအိတ်စတာတွေနဲ့လည်းမှားတတ်ကြပါတယ်သူ့ရဲ့ဒီနေရာကတော့ဘယ်ဘက်နံရိုးတွေကအခေါင်းကြီးထဲမှာတရက်ရွက်ရှိနေတာဖြစ်ပါတယ်အစာရင်ရဲ့အပေါ်နားလောက်မှာရှိပါတယ်အလွန်နုညံ့တဲ့အင်္ဂါဖြစ်ပြီးအယောင်အပြင်ခရမ်းရောင်လို့ဆိုရမှာဖြစ်ပါတယ်တရက်ရွက်ဟာပြန်ရည်စနစ်မှာပါဝင်ပြီးပြန်ရည်ကျိတ်တွေထဲမှာတော့အကြီးဆုံးသောပင်မအင်္ဂါကြီးဖြစ်ပါတယ်သူရဲ့အဓိကတောင်းဝန်ကတော့သွေးတွေကိုစစ်ထုတ်ပေးတာဖြစ်ပါတယ်ဒါအပြင်ဘက်တီးရီးယားဗိုင်းရပ်စ်နဲ့အခြားရောဂါပိုးတွေခန္ဓာကိုယ်ထဲဝင်လာတဲ့အခါမှာတော့တရက်ရွက်ကကိုယ်ခံအားစနစ်နဲ့တူပူးပေါင်းပြီးရောဂါတွေကိုတိုက်ဖြတ်ပေးပါတယ်။ immune system ကိုမြင့်တင်ပေးပြီးသွေးနေဦးကလပ်ဆဲများကိုအရေးပေါ်အခြေအနေမှာသွေးများကိုလိုအပ်ပါကအသုံးပြုနိုင်မှုအတွက်တူလှောင်သိမ်းဆည်းထားပါတယ်။တရက်ရွက်နဲ့ပတ်သက်ပြီးအဖြစ်များတာကတော့တရက်ရွက်ကြီးခြင်းဖြစ်ပါတယ်။အကြောင်းကတော့အသေးရောဂါ၊သွေးရောဂါ၊ဗိုင်းရပ်စ်နဲ့ဘက်တီးရီးယားပိုးကူးစက်မှုတို့အပြင်ကင်ဆာရောဂါတို့ကြောင့်လည်းဖြစ်နိုင်ပါတယ်။နောက်တစ်ခုကတော့တရက်ရွက်ပေါက်ခြင်းဖြစ်ပါတယ်။ကာမတော်တဆပြင်ထန်တဲ့ထိခိုက်ဒဏ်ရာဒါမှမဟုတ်အားကစားဒဏ်ရာတွေကြောင့်လည်းတရက်ရွက်ပေါက်ပြင်းနိုင်ပါတယ်။ဒီလိုအခြေအနေမှာတော့ကိုယ်အတွင်းသွေးအများပြားထွက်နိုင်တာကြောင့်အသက်အန္တရာယ်ရှိပြီးအရေးပေါ်ကုသမှုလိုအပ်ပါတယ်။တရက်ရွက်ချိုယွင်းတဲ့အခါမှာဖြစ်ပေါ်တတ်တဲ့ယောဂလက္ခဏာများကိုတင်ပြပေးရမယ်ဆိုရင်ဘိုက်ရဲ့ဘယ်ဘက်အပေါ်ပိုင်းနာကျင်ခြင်းဘယ်ဘက်ပခုံးထိနာကျင်ခြင်းအစာနည်းနည်းစရုံနဲ့ဘိုက်ပြည့်သလိုခံစားရခြင်းမောပန်းလွယ်ခြင်းသွေးအားနည်းခြင်းမကြခဏဖျားနာခြင်းယောဂပိုးကုဆက်လွယ်ခြင်းတို့ဖြစ်ပါတယ်။ဆက်လက်ပြီးတရက်ရွက်အားကောင်းစေဖို့အတွက်စားတောက်တဲ့အစားအစာတချို့ကိုဖော်ပြပေးလိုပါတယ်။လိမ္မော်ရောင်နဲ့အဝါရောင်ရှိတဲ့အစားအစာတွေပဲဖြစ်ပါတယ်။ဒီစားစာတွေထဲမှာကယ်ရိုတီနိုက်တွေများစွာပါဝင်ပါတယ်။ဥပမာအနေနဲ့ဖော်ပြပေးရမယ်ဆိုရင်တော့သင်္ဘောသီးမှတ်၊တရက်သီးမှတ်၊ရွှေဖယုံသီးမုံလာဥနီမယန်းသီးမှတ်ဖရဲသီးအဝါနနွင်းစတာတွေကိုမကြခဏစားပေးခြင်းအပြင်တရက်ရက်ကအားကောင်းပြီးတန့်ရှင်းနေမှာဖြစ်ပါတယ်။ဒါအပြင်သွေးလည်ပတ်မှုအားကောင်းအောင်နဲ့ပြန်ရည်စနစ်မြန်ဆန်အောင်အတွက်ရေကိုနေ့စဉ်လုံလောက်အောင်တောက်ပေးဖို့လည်းလိုအပ်လာပါတယ်။တရက်ရက်ခေါ်ဘေးလုံးဟာတင်းငယ်တဲ့အင်္ဂါတစ်ခုဖြစ်ပေမဲ့သွေးကိုစစ်ထုတ်ပေးခြင်းကိုယ်ခံအားကိုကူညီပေးခြင်းသွေးဆဲများကိုထိမ့်သိမ်းပေးခြင်းစတဲ့အရေးကြီးတဲ့လုပ်ငန်းတာဝန်တွေကိုနေ့စဉ်ထမ်းဆောင်ပေးနေရပါတယ်။ဒါကြောင့်ဘိုက်ဘယ်ဘက်အပေါ်ပိုင်းနာကျင်တာမကြခဏဖျားနာတာသွေးအားနေတာစတဲ့လက္ခဏာတွေကိုလစ်လျူမရှုပဲလိုအပ်ရင်ဆရာဝန်နဲ့အမြန်ဆုံးစစ်ဆေးသင့်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေများယောဂအပေါင်းမှာကင်းဝေးနိုင်ကြပါစေအားလုံးကိုထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ